ငွေအားထည့်တဲ့သူနဲ့လုံအားထည့်တဲ့သူရှယ်ယာအဆောင်ကြီးအတူတူပိုင်ဆိုင်ခွင့်ရှိလားဆိုလုပ်ငန်းမှာအမေးအများဆုံးနဲ့ conflict အဖြစ်ဆုံးအချက်တစ်ချက်ကိုထပ်ပြီးတော့ယူရိုကိုပြောပြပေးချင်ပါတယ်ဒါကတော့ဘာလဲဟိဆိုရင်ငွေအားထည့်တဲ့သူနဲ့လုံအားထည့်တဲ့သူရှယ်ယာအဆောင်ကြီးအတူတူပိုင်ဆိုင်ခွင့်ရှိလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုကျမနဲ့ဒီ share နဲ့ပတ်သက်ပြီးတော့ consultation ယူတိုင်းမှာအမေးအများဆုံးမေးခွန်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုဖြေပေးရမယ်ဆိုရင်တော့ no ပါဘာဖြစ်လို့လဲဟိဆိုရင်လုံအားစိုက်တဲ့သူကရှယ်ယာတဝက်ပိုင်ဆိုင်နေဆိုတာလုပ်ငန်းရဲ့တဝက်တိတိကိုခွဲပေးလိုက်ရတာဖြစ်တဲ့အတွက်တကယ်ပဲလုံအားစိုက်တဲ့သူကဒီလိုလုပ်ငန်းကြီးတစ်ခုလုံးကိုတဝက်အထိခွဲပေးနိုင်မှုအတွက်ထိုက်တန်ရဲ့လားဆိုတာကိုကျမတို့ကစဉ်းစားဖို့လိုတယ်အကျေအလဲဆွေးနွေးဖို့လိုအပ်ပါတယ်ဒီလိုမဆွေးနွေးမဲ့နဲ့ဒီတိုင်းသဘောတူလိုက်ရင်တော့အချိန်နဲ့အဲ့ဒီလုံအားစိုက်တဲ့သူကအကြောင်းတစ်စုံတရာကြောင့် conflict ဖြစ်လို့ပဲဖြစ်ဖြစ်ပေါ့နော်တခုခုစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်ဒီလုပ်ငန်းကိုမလုပ်တော့ဘူးထွက်သွားမယ်နှုတ်ထွက်လိုက်တယ်ဆိုတဲ့အခါမျိုးကြရင်ငွေအားစိုက်ထားတဲ့သူကအဲ့ဒီလုပ်ငန်းတစ်ခုကိုပိုက်ပြီးတော့ဘယ်လိုရှေ့ဆက်ရမလဲဘာဆက်လုပ်ရမလဲဆိုတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဒီပြဿနာကတကယ်ကိုခဏအပြင်လောကမှာတကယ်ကိုခဏဖြစ်တယ်အထူးသဖြင့်beauty salon လုပ်ငန်းမျိုးတွေနီးပညာကိုပေါ့စိုက်ထုတ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေမှာဆိုရင်ပို့ပြီးတော့ဖြစ်တာများတယ်ပေါ့ဒီလိုပြဿနာပို့ပြီးတော့ဖြစ်တာများတယ်ဘာဖြစ်လို့လဲဆိုတော့ငွေရှိတဲ့သူနဲ့ပညာရှိတဲ့သူဒီလိုပိုးတွဲပြီးတော့လုပ်ကြတဲ့အခါမှာရှယ်ယာကိုသူလည်းတဝက်ငွေစိုက်တဲ့သူကလည်းတဝက်ပညာစိုက်တဲ့သူကလည်းတဝက်လိုချင်တယ်ဆိုတော့တောင်းဆိုမှုတွေရှိတာဖြစ်တဲ့အတွက်ကျမတို့အချိန်တန်မှာတကယ်ကိုလုပ်ငန်းစလဲစရောငွေစိုက်တဲ့သူပဲဖြစ်ဖြစ်ဒီဘက်ကပညာစိုက်တဲ့သူပဲဖြစ်ဖြစ်လုပ်ငန်းကိုရှေ့မဆက်ချင်တဲ့အခါမှာကျမတို့တကယ်ကိုစကားတွေအခြေတင်ပြောရတဲ့ပြဿနာတွေတက်ရပါတယ်ဒါကြောင့်မို့လို့ဒီလိုပြဿနာတွေမဖြစ်ရအောင်လို့ကျမတို့ကဒီအချက်၃ချက်ကိုမူတည်ဆွေးနွေးပြီးတော့မှပဲဆုံးဖြတ်သင့်ပါတယ်လို့အကြံပေးချင်ပါတယ်ဒီ၃ချက်ကတော့ဘာတွေလဲဆိုတာကိုသိချင်တဲ့ခေတ်ဆိုရင်တော့သင်တန်းတက်ပါအလကားပြောတာပါရှင်နောက်ဗီဒီယိုလေးတွေမှာဒီ၃ချက်ကိုထပ်မံပြီးတော့ sharing လုပ်ပေးပါမယ်ရှင်အားလုံးကိုကျေးဇူးပါ